မင်္ဂလာပါကျွန်တော်တော့ဆရာထမ်းမြတ်ဖြစ်ပါတယ်ကျွန်တော်အမျိုးလေးကိုစိတ်နှစ်ပါးကျမ်းမာချမ်းသာကြပါလိမ့်ဗျာစိတ်ချမ်းသာနေကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါလိမ့်ကျွန်တော်ဒီနေ့မှာဒီ live လေးရမယ်အမျိုးတို့ရှိလာရောက်ပြီးပြောကြည့်ပေးခြင်းဟာကျွန်တော်ရှိကိုမှာယူခြင်းနဲ့အမျိုးတို့နဲ့ကိုက်ပြီးတော့ကြောင်းတဲ့ယတနာလေးတွေမှာယူခြင်းတော့ကျွန်တော်အမျိုးတွေအတွက်အခုလိုကျွန်တော်ရှိမှာကြောင်းတဲ့ယတနာလေးတွေနဲ့အမျိုးတို့ရဲ့အကောင်းဆုံးအဆောင်လေးတွေကိုရွေးချယ်ပြီးလုပ်ပေးပါလေဆိုတော့သင်ကောင်းလေးလာရောက်ပါခြင်းဖြစ်ပါတယ်ကျွန်တော်ရှိမှာမှာယူမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ရှိမှာဆိုလို့ရှိရင်မွေးသက်ကင်းမွေးလာမွေးရနေ့နဲ့နာမည်တက်ပုံပေးရမယ်ဒါတွေကဘာလို့တောင်းခြင်းလဲဆိုတော့ကျွန်တော်အမျိုးတွေကျွန်တော်သက်တော်ပညာတော်လုံစည်းရရနဲ့ကျွန်တော်ဒီချိန်လုပ်ပေးတယ်တနေ့စာကံကြမ္မာဟောဆန်းအောင်ပေးတယ်နောက်တစ်ခုကသက်စာတော့ဆောင်ရများကိုကျွန်တော်ကအမျိုးတို့ဖြည့်ချယ်ပေးထားပါတယ်အဲ့ဒါလေးတွေအမျိုးတို့ပြောပေးခြင်းလို့ကျွန်တော်ကမွေးတက်ကင်းနေနာမယ်တပ်ပုံတောင်းနေတယ်နောက်တစ်ခုကအမျိုးတို့နဲ့ကိုက်ညီတော့ကြောင်းမြရတနာအဆောင်လေးတွေကိုကျွန်တော်ကပေးခြင်းလို့ဒီဟာတောင်းခြင်းဖြစ်ပါတယ်နော်အဲ့တော့ဒီမှာအမျိုးတို့ကျွန်တော်ပေးခြင်းပါကျွန်တော်တို့မှာကျွန်တော်ကြတော့တနင်္ဂနွေသားသမီးတွေဆိုလို့ရှိရင်ကြောင်ပေါ့နော်ကြောင်လို့ကြောက်ဖြူလို့ပေါ့နော်ဒီလိုဝင်းတက်ပစ္စည်းလေးတွေနဲ့ကျွန်တော်ကလှုပ်ဆောင်ပေးထားပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီတနင်္ဂနွေသားသမီးတွေပဲဘယ်နေ့မှကျွန်တော်ဒီကြောင်မြရတနာကိုလက်စွပ်တွေဖြစ်မြုပ်ပြီးတော့လုပ်ပါမယ်ဆိုတော့ကျွန်တော်အခြေအနေဖြစ်ပြီးတော့လုပ်ပေးတာဒါရတနာရှိရရတနာလားဆိုတော့ကျွန်တော်မျိုးရဲ့စီးပွားရေးတွေအဆင်ပြေအောင်လုပ်ဖို့အတွက်အလုပ်ကိုင်းနဲ့အဆင်ပြေအောင်လုပ်ဖို့ဒီဟာလေးရဲ့အန္တရာယ်ကင်းဖို့တော့ကိုကျွန်တော်ဒီလိုမျိုးအချိန်လေးနဲ့နေ့တွေနဲ့ကိုင်းညီတော့ကြောင်းမြရတနာလေးကိုစီစဉ်ပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကတလင်းလာသားသမီးတွေဆိုလို့ရှိရင်ကျွန်တော်တို့စိန်ပေါ့စိန်ဆိုကျွန်တော်ရှိမှ2မျိုးရှိပါတယ်စိန်ကတော့ကိုရီးယားစိန်နဲ့တင်တက်ပစ္စည်းစိန်အဲ့လိုမျိုးဒါမဲ့ဈေးတန်းလေးက1မျိုးကြီးဖြစ်သွားမှာပေါ့နော်တင်တက်စိန်ဆိုရင်တော့ဈေး1မျိုးဖြစ်သွားမယ်ကိုရီးယားစိန်ဆိုတော့1မျိုးဖြစ်သွားမှာပေါ့နော်အဲ့လိုမျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်မို့ကျွန်တော်တလင်းလာသားသမီးတွေစိန်တို့မဟုတ်ဒီလိုမဟူရလေးတွေကိုစောင်းရပါတယ်နော်ဒီလိုမဟူရလေးတွေကိုငွေနဲ့လို့ရွှေနဲ့ပဲလို့ဆောင်ရနော်နောက်တစ်ခုအင်္ဂါသားသမီးတွေကြတော့ကျွန်တော်တို့မဟုတ်ရဘူးရွှေနဲ့လှုပ်ဆောင်ပါအဲ့ဒါဆိုရင်အမျိုးမျိုးရဲ့စီးပွားရေးတွေအဆင်ပြေပါတယ်နောက်တစ်ခုနီလာပေါ့နော်နီလာဆိုလို့ရှိရင်ရွှေနဲ့ပဲလှုပ်ဆောင်ပေါ့နော်ဒါကတော့ကျွန်တော်ရှိမှဆိုလို့ရှိရင်တော့ကျွန်တော်ကပြပါတယ်အဲ့တော့လူတို့ရဲ့နေနံလေးနဲ့ကိုက်ညီတော့အချိန်နဲ့နေ့တွေနဲ့ကျွန်တော်ပေါင်းဆက်ပြီးတော့မှကိုယ့်ရဲ့အကောင့်တော့အဆောင်ပြောင်းကျွန်တော်လှုပ်ဆောင်ပေးခြင်းတဲ့အမျိုးတို့ရဲ့ကျွန်တော်ရှိရာပစ္စည်းဝယ်ရင်စိတ်ချမ်းသာခြင်းနဲ့ပြည်မယ်စီးပွားရေးတွေလည်းအဆင်ပြေကျွန်တော်ဒီလိုမျိုးနေနံနဲ့ကိုက်ညီတော့ကျွန်တော်လှုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဘုရားသမီးတွေပြောတာဒါလေးကတော့ကျွန်တော်တို့တင်းတက်ပစ္စည်းပဒံများလေးတွေပေါ့နော်တင်းထွက်ပဒံများလေးတွေဖြစ်တဲ့အတွက်ဒီလိုပဒံများတွေတင်းထွက်တွေဖြစ်တဲ့အတွက်ဈေးတန်းလေးကတစ်မျိုးဖြစ်သွားတယ်နော်အဲ့တော့တင်းတက်ပစ္စည်းပဒံများစစ်တွေဖြစ်တဲ့အတွက်ကျွန်တော်ရှိမှာအမျိုးတွေကိုကျွန်တော်လှုပ်ဆောင်ပေးခြင်းအဲ့တော့အမျိုးတို့ကျွန်တော်ရှိမှာမှာယူမယ်ဆိုရင်တော့ကျွန်တော်ပြောသလိုတော့အောင်ပြရမယ်ဒီလိုကြောင်းမဲ့ရတနာလေးတွေကျွန်တော်မှရှိတယ်အမျိုးတို့ကမှာယူခြင်းတဲ့သူတွေအများဆုံးဆက်သွယ်မှာယူရအောင်နော်အဲ့တော့ကြာသာပလိသားသမီးတွေအတွက်ကြတော့စိတ်သို့မဟုတ်ပလဲနော်ဒါလေးတွေနဲ့အမျိုးတို့ဝတ်ဆင်ပြီးတော့ကိုဆောင်ထားခြင်းဖြင့်စီးပွားရေးအလုပ်ကိုင်းတွေအဆင်ပြေအောင်လုပ်ပါတယ်နောက်တစ်ခုကစနေတောက်ကြသားသမီးတွေတောက်ကြသားသမီးတွေအတွက်ဆိုလို့ရှိရင်မဟုတ်ရပါဘူးနော်မဟုတ်ရလို့ဆောင်ခြင်းစိန်လို့ဆောင်ခြင်းဒါကိုဘာနဲ့လုပ်ရမလဲရွှေတယ်နဲ့လုပ်ပါအဲ့ဒါဆိုလို့ရှိရင်အမျိုးတို့ပို့ပြီးအဆင်ပြေနော်အဲ့တော့စနေသားသမီးတွေအတွက်နီလာနော်ပုတ်တဖြာဒီလိုကြောင်းမြရတနာတွေနဲ့လှုပ်ဆောင်လို့ရပါတယ်ကျွန်တော်ရှိမှာပုတ်တဖြာလည်းရှိတယ်အဲ့ဒါလေးကြောင်းမြတွေတော့ကျွန်တော်ထပ်ပြီးတော့အနေချင်းလေးပဲကျွန်တော်ချပေးတာထပ်ပြီးတော့ရှိပါသေးတယ်အမျိုးတို့မှာကျင်တဲ့ကြောင်းမြရတနာကိုကျွန်တော်တို့ကပြင်းတဲ့ပစ္စည်းတွေမျိုးတို့တက်နိုင်တဲ့ဈေးနှုန်းတွေနဲ့ကျွန်တော်လှုပ်ဆောင်ပြီးတယ်တနစ်စာတော့ constant ကိုရေးပြီးသလိုတက်သက်စာတော့ဆောင်ရန်များကိုလည်းကျွန်တော်ကပြောပြီးတယ်ဖြစ်တဲ့အတွက်အမျိုးတို့ကပို့ပြီးတော့စီးပွားရေးတွေအဆင်ပြေလို့ကျွန်တော်ရှိရ
ကြောက်မြက်ရဲ့ကြောက်ကြီးပဲဝဲအပီးစီလက်စွပ်ကြီးပဲလှုပ်ချင်တာပဲဒီမှာယူဆက်တယ်လို့ရပါတယ်နော်မျိုးတို့မှာယူဆက်တယ်လို့ပြီးသွားလို့ရှိရင်ကျွန်တော်အကောင်းဆုံးအမျိုးတို့ရဲ့အကောင်းဆုံးအခြေအနေဒီနဲ့ကျွန်တော်ကိုင်းပြီးတော့လုပ်ပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်မို့အမျိုးတို့ကျွန်တော်ရှိမှာလက်စွပ်ပဲမှာကြောက်ကြီးပဲမှာစစ်ချမ်းသာကိုကျမ်းမာနေပြီးစီးပွားရေးတွေအဆင်ပြေအောင်နေပါတယ်နော်။နောက်တစ်ခုကကိုယ့်ရဲ့ကံကြမ္မာကိုကောင်းလာအောင်ကျွန်တော်ကနှုတ်ရတရားလေးလည်းလုပ်ပြီးတယ်။စောင့်ရရှမ်းလေးလည်းပြောပြီးတယ်။ဒီနေ့စကံကြမ္မာဟောစတန်လေးကိုလည်းကျွန်တော်အမျိုးတို့ဆက်သွယ်လာတယ်မစင်ညာဘိုက်ပါချက်ပေါက်ရလို့ကျွန်တော်ပြန်လည်ပြီးတော့အလိုစားတာစီကိုပို့ပေးတာ။အဲ့တော့ကျွန်တော်မျိုးအားလုံးစကူတည်ကြပါလိမ့်ဗျာ။စိတ်သွားတယ်ကိုကလူရင်းဆန္ဒတစ်လုံးတော့ရတယ်ပြည့်စုံနေကြပါလိမ့်